ရိယာတံများကြားရခြင်းလို့ဖြစ်ပါတယ်။ဒီနမိတ်တွေကမနက်အချိန်ကလေးကစပြီးညတစ်ချက်တီးတဲ့အချိန်ထိဇက်တိုက်ဖြစ်နေခဲ့တာဖြစ်ပြီးနေဝင်၄ချက်တီးချိန်မြန်မာတက္ကသိုလ်889ခုနှစ်ကစုံလပြည့်ကျော်တရက်ဗုဒ္ဓဦးနေ့မှာတပင်ရွှေထီကိုမွေးဖွားခဲ့ပါတယ်။မင်းကြီးညိုဟာထူးဆန်းတဲ့အတိတ်နမိတ်တွေနဲ့မွေးဖွားလာတဲ့သားတော်ကိုကြည့်ပြီးအမတန်သဘောကျတဲ့အတွက်နက္ခတ်ပညာရှင်တွေကိုဇာတာတေချာစစ်ဆေးခိုင်းပါတယ်။ဝကင်းစမင်းသားရဲ့ဥကောင်းထိတ်မှာရှည်လျားပြီးဝန်းဝါတဲ့အဆင်းရှိတဲ့သပင်ရှည်တစ်ချောင်းပါတာကိုတွေ့ရပါတယ်။နောက်ပြီးရွှေထီအောင်မှာဖွားမြင်တဲ့သူဖြစ်တဲ့အတွက်နာမည်ကိုတပင်ရွှေထီလို့ပေးလိုက်ပါတယ်။ကစုံလပြည့်ကျော်2ရက်မင်းဆရာဘုန်းကြီးဟာဂေတုမတိနန်းတော်ကိုမပင်မဲကြွလာပါတယ်။အကြောင်းကတော့မနေ့ကတနေ့လုံးဖြစ်ခဲ့တဲ့နမိတ်တွေကြောင့်နန်းတော်မှာထူးခြားတဲ့အရေးကြုံနေပြီဆိုတာသိတဲ့အတွက်ချက်ချင်းကြွလာတာဖြစ်ကြောင်းကိုမင်းကြီးညိုသိရတဲ့အတွက်ဝမ်းသာရပဲမိဖုရားခင်ဦးကသားတော်ဖွားမြင်ကြောင်းပြန်လျှောက်ပြီးတော့နာမည်ကိုတော့တပင်ရွှေထီလို့ပေးထားကြောင်းလျှောက်ပါတယ်။မင်းဆရာတော်ကခဏတိတ်ဆိတ်ငြိမ်သက်သွားပြီးလောကရပညာအရဒီနာမည်ဟာစနေနံနဲ့စပြီးစနေနံနဲ့စုံနံအတွက်ဒီကလေးကဗျာဖြစ်ပြီးပျက်စီးခြင်းကိုစိုက်လိမ့်မယ်လို့ဆိုပါတယ်။ဒါဗာတိပဲလဲဆိုတော့မင်းသားဟာဖုံးကန်ကြီးတဲ့အတွက်အမှုကိစ္စကြီးတွေကိုလွယ်လွယ်ကူကူဆောင်ရွက်နိုင်လိမ့်မယ်။ဒါပေမဲ့အသက်မရှိဘဲနန်းဆက်ပြတ်သွားမှာဖြစ်ပါတယ်။မင်းကြီးညိုဟာဆရာတော်ပြောတဲ့ကိစ္စဘလောက်ထိအရေးကြီးတယ်ဆိုတာသာသူကြိုသိခဲ့ရင်နောင်နောက်ရမယ့်အလုပ်မျိုးလုပ်မိမှာမဟုတ်ပါဘူး။ဒါပေမဲ့မင်းကြီးမှာနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းမရှိသလိုသူပေးထားတဲ့နာမည်ကလည်းကောင်းနေပါလိမ့်။မင်းဆရာတော်မိန်ကြားချက်ကိုမင်းကြီးညိုကြားတော်လဲမိမိပေးထားတဲ့တပင်ရွှေထီးဆိုတဲ့နာမည်ကိုအလွန်ကြိုက်တဲ့အတွက်ပြန်မရှာပွဲစိတ်နေပါတယ်။တပင်ရွှေထီးကိုဖွားမြင်ပြီး3ရက်မြောက်တဲ့နေ့မှာမိုးသောစော်ဘွားလက်ဆောင်ပဏာနေနဲ့အတူနောက်ပါအင်အား1000နဲ့မင်းကြီးညိုလက်အောက်ကိုခိုးဝင်လာပါတယ်။မင်းကြီးညိုကမွေးဖွားကာစမင်းသားရဲ့ဘုံကြောင့်ရှမ်းနေခိုးဝင်လာတယ်လို့မှတ်ယူတဲ့အတွက်လက်ယုံကိုစန့်ပြီးငါနဲ့ငါသားလက်ယုံနှစ်ပါးပြိုင်ဆိုင်၍လှုပ်ကြံလျင်ခံနိုင်ရိုးလားလို့ကျုံးရတော်မူပါတယ်။တပင်ရွှေထီးကိုလွန်စွာချစ်မြတ်နိုးတော်မူတဲ့အတွက်ဖွားဘတ်တော်တွေနဲ့အတူအထိန်တော်ကြီး9ဦးကိုအနိကခစားစေပါတယ်။ထိန်တော်ကြီးတွေကတော့မင်းကြီးဆွေရှင်တိဟရှင်နီတာရှင်ဗရမရှင်နတ်တော်ပြာကောင်းကြော်နဲ့စိရအောင်ကြော်တွေပဲဖြစ်ပါတယ်။ဒီထိန်တော်ကြီးတွေကတပင်ရွှေထီးရဲ့ဘေးကင်းလုံခြုံရေးတာမကတိုင်းရေးပြည်ရနဲ့လော်ကီလောကုတ္တရာပညာတွေကိုပါအနိကသင်ကြားပေးရသူတွေဖြစ်ပါတယ်။ထိန်တော်တွေထဲမှာမင်းကြီးဆွေနဲ့သူဇနီးရှင်မျိုးမြတ်တို့ဟာတမိုင်းမှာအရေးကြီးတဲ့ခန်းကဏ္ဍကပါဝင်ပါတယ်။မြန်မာတက္ကရာ889ခုတပူရဲလာဇန်12ရက်ဗုဒ္ဓဦးနေ့နေတက်ချိန်မှာဘွားရှင်မင်းတရားကြီးဘုရင်တော်ရဲ့လောင်းလျာဖြစ်လာမဲ့ရှင်ရဲထုတ်ကိုတပင်ရွှေထီးရဲ့ထိန်တော်မင်းကြီးဆွေနဲ့နှုတ်ထိန်တော်ရှင်မျိုးမြတ်တို့ကဖွားမြင်ပါတယ်။ရှင်ရဲထုတ်ကတပင်ရွှေထီးတဲ့3လကြီးပါတယ်။ရှင်ရဲထုတ်ကိုဖွားမြင်တဲ့နေ့မှာအိမ်လေကားမှာထူးထူးခြားခြားပြားလာဆွဲပြီးငလျင်9ကြိမ်လှုပ်ပါတယ်။တောင်ငူမြို့တစ်မျိုးလုံးလဲနေ့လယ်အထိနှင်းနေဝေပြီးတမိုးလုံးပိတ်မှောင်နေခဲ့တာဖြစ်ပါတယ်။ကလေးကိုမွေးတဲ့နေ့မှာမင်းဆရာတော်ဘုန်းကြီးအရှင်မဟိနအိမ်ကိုကြွလာပါတယ်။မင်းကြီး